ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အာဆင်နယ်တင်းကားတော့ကျွန်တော်တို့ကိုထပ်ပြီးတော့ပျော်ရွှင်စေရညာလေးတညကိုဖန်တီးပေးခဲ့ပါပြီဒါချန်ပီယံလိမှာအဝေးကွင်းရလက်3 day ဆိုတာကကျွန်တော်တို့အာဆင်နယ်အခုလက်ရှိအချိန်တွေအတွက်ကတော့လုံးဝကောင်းတဲ့ result လို့ပဲပြောရမယ်ထင်ပါတယ်ဒါလုံးဝအဆင့်1လဲထည့်ရတယ်အဆင့်1မှာပဲထပ်ပြီးမြဲနေတယ်ပြီးတော့ clean ရှိပါထည့်ရတယ်ပေါ့နော်ဒီနေ့ပြောချင်တာကတော့ကျွန်တော်တို့နီးပြကြီး Arteta ကိုဒါအထူးကြီးရမယ်ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နောက်တန်းကိုဒါစိုးရိမ်နေခဲ့တာပွဲမစခင်တည်းကပြီးတော့တစ်ဖက်အသင်းဒါ Club Brugge ကလည်းတကယ်ကိုအင်ကွင်းကောင်းတဲ့အသင်းဖြစ်တာကြောင့်ကျွန်တော်တို့ Arsenal ကိုအခုပွဲထဲမှာလည်းဒါမြင်တဲ့အတိုင်းပဲဒါဒုက္ခကောင်းပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့နောက်တန်းမှာဒါဆလီဘာဂါဘရီယယ်မပါလာတဲ့ဒါအစားထိုးအနေနဲ့ဆိုရင်ဒါ Nugget ကိုဒါ line up မြင်လိုက်ရတဲ့ချိန်မှာကျွန်တော်လုံးဝ surprise ဖြစ်ခဲ့တယ် Nugget တကယ်ကစားနိုင်ပါမလားဒီ position နေရာကိုလို့ဒါထင်ထားပေမဲ့တကယ်ပွဲထဲမှာတာမန်ထက်ပိုတဲ့ဒါ result ကိုရအောင်သူဖော်ပြပုံဖော်သွားနိုင်တယ်ပေါ့နော်ဒါတော်တော်ကောင်းမွန်တဲ့ဒါ block ဒီပိတ်တဲ့နေရာမှာလဲဒါတောင်မှဒါတစ်ဖက်အသင်းရဲ့ဒါကစားအားဒါတိုက်စစ်ရဲ့ကစားအားကိုဒါခွင့်ပြုလိုက်ရတဲ့လုံတွေအများကြီးပဲဒါ Raya လဲဒီနေ့ပွဲမှာဒါ clean sheet ထိုက်တန်တယ်လို့ပဲပြောရမယ်ဒါတော်တော်လေးကိုကာကွယ်သွားခဲ့တယ်ဘာပဲပြောဒီနေ့ရဲ့ clean sheet ကတော့ Raya နဲ့နောက်တန်းရဲ့ဒါ achievement တစ်ခုလို့ပဲဒါပြောရမယ်ထင်ပါတယ်အာဆင်နယ်အသင်းရဲ့ဒီနေ့ဆော့ပုံကပထမပိုင်းမှာဆိုရင်ဒါရော်ဒီရွာလေးနည်းနည်းလေးတော့ဖြစ်တယ်ဒါပေမဲ့လည်းဒါအသင်းရဲ့ဒါဘယ်လိုပြောမလဲကွင်းလယ်မှာလည်းဒါ Rice လို့ကစားသမားမပါခဲ့ဘူးဒါ Merino ဒါ Odegaard ဒါပြီးတော့ Zumi Mandi လို့ကစားသမားတွေနဲ့ပါလာတယ်ဒါပေမဲ့ Rice နေရာကိုဒါ Merino ဝင်ခဲ့ပေမဲ့ဒါနောက်တန်းကိုကာဗာရတဲ့အနေထားမှာကွင်းလယ်ကတစ်ဖက်အသင်းကွင်းလယ်နဲ့ရှင်တဲ့အခါကျရင်တိတ်မတောက်ဘူးပုံမှန်ဆိုရင်အာဆင်နယ်ဒီဒါတစ်ဖက်အသင်းကွင်းလယ်တက်ကိုတာနေပြီးတော့ကစားရမယ့်ဟာကိုဒါကွင်းလယ်ကလည်းတိတ်မတာခဲ့ဘူးဒါအပြင်ကိုဒါနောက်တန်းကပါတစ်ဖက်အသင်းရဲ့တိုက်စစ်ရဲ့ကန်ချက်တွေကိုခွင့်ပြုရတာဖြစ်တဲ့အတွက်ကြောင့်ကွင်းလယ်နဲ့နောက်တန်းကအာဆင်နယ်အတွက်နည်းနည်းလေးစိုးရင်စရာလေးဖြစ်နေတယ်ဒါဒီနေ့ပွဲမှာတွေ့ရတယ်ဒါပေမဲ့တိုက်စစ်မှာကတော့မြင်ခဲ့တဲ့အတိုင်းပဲလူကပုံအောထနေတာပဲဘဒုထဲမှာဒီနေ့ထွက်လာတယ်ဆိုရင်ဒါမတူ AK ဒါ Your Crest တစ်ဖက်မှာ Martinelliကဲဒီကစားသမားတွေအပြင်ကိုထက်လဲအောင်မလားဒါစာကာရှိမယ်ပြီးရင်အဇေးလိုတောင်ပါသေးတယ်အဇေးလိုတောင်အရန်မှာရှိသေးတယ်အဇေးစကားအဇေးပြီးရင် Jesus ကြိုက်တဲ့လူလဲ Wanery oh my god ကြိုက်တာလဲကွင်းလဲမှာလဲကြိုက်တဲ့လောက်လူလဲရှိလို့ရှိတယ်ဗျာဒါတော်တော်လေးကိုအားရစရာဒါပေမဲ့နောက်တန်းမှာရှိတာက Kela Fury တယောက်ပဲလူလဲဖို့ရှိတယ်ဒီအချိန်ဒီမှာလဲနောက်တန်းကိုကောင်းလေးဒါဘယ်လိုပြောရမလဲတစ်ဖက်ရဲ့တိုက်စစ်တွေကို block တွေကိုပိတ်နိုင်တယ်ဒါ Odegaard တို့ Merino လို့ဆိုရင်နောက်တန်းထိကိုဆင်းပြီးတော့ဒါကူညီခဲ့တာကိုဒါမြင်တွေ့ရတယ်ဆိုတာတော်တော်လေးကိုအတင်းရဲ့တင်းဝေါ်ပိုင်ရတော်တော်လေးကို solid ဖြစ်တယ်လို့ပဲပြောရမယ်ဒါပေမဲ့တစ်ဖက်အသင်းကလည်းဒါဥရောပမှာဒါတော်တော်လေးဒီနှစ်ရာဒီမှာတော်တော်လေးကောင်းခဲ့တယ်ဗျာဒါဘယ်ပွဲကိုကြည့်မလဲဆိုရင်သူတို့ရဲ့ပြီးခဲ့တဲ့ပွဲကဘာစီလိုနာပွဲကိုကြည့်မယ်ဆိုရင်ဒါ3-3ထိရအောင်ကစားခဲ့တဲ့တိုက်စစ်ကိုเนาะအဲတိုက်စစ်ကိုကျွန်တော်တို့ရဲ့ဒါ first line and machine တဲ့ဒါကစားသမားတွေပေါ့เนาะဒါနောက်တန်းမှာဆိုရင် Van White ပြီးတော့Hankepai ပြီးရင်ဒါအခုကစားသွားတဲ့ Nugget ပြီးတစ်ဖက်မှာ Skelly ဒီကစားသမားတွေနဲ့ထိန်းပြီးကစားသွားတယ်ဆိုတာကတော်တော်လေးဒါအံ့ဩစရာလိုပဲပြောရမယ်ဒီ result ထွက်လာတာဒါကျွန်တော်အမှန်တမ်းပြောရမယ်ဆိုရင်ဒါဒီနေ့ပွဲမှာအာဆင်နယ်တကိုးပေးရမယ်လို့ကျွန်တော်ထင်ထားတာဒါပေမဲ့လည်းလုံးဝကို clean sheet ရအောင်ကစားသွားနိုင်ခဲ့တယ်ပေါ့နော်အဲ့အတွက်လည်းဒီကစားမတွေအားလုံးကိုဒါချီးကျူးရမယ်လို့ပဲမြင်မိပါတယ်ဘာပြောဒီနေ့ရဲ့နိုင်ပွဲကကျွန်တော်တို့အာဆင်နယ်အသင်းကလိုချင်တဲ့ result ကိုလည်းရတယ်ပြီးတော့ဒါဒဏ်ရာပြဿနာလည်းထပ်မရခဲ့ဘူးဒါလူစားဝင်ကစားသမားတွေနဲ့ဒါအသင်းရဲ့ဒါ champion စိတ်သက်ဆိုတာကိုပြန်ပြီးတော့ရခဲ့တယ်ဆိုတာအတွက်ကြောင့်ဒီ December ပွဲချက်ကာလပွဲချက်ဆိုတာပွဲများတဲ့ကာလတွေမှာဒါရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဒီအနိုင်နေနဲ့ဆက်တွဲဖို့အတွက်ကိုကျွန်တော်တို့အတွက်အင်အားတစ်ခုရခဲ့တဲ့နိုင်ပွဲလို့ပဲဆိုရမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်အမာကန်ညီကိုမောင်နှမတွေနောက် Premier League ပွဲတွေ EFL ပွဲတွေကိုဒါအနိုင်ရလက်တွေထည့်ရဖို့အတွက်အားပေးရင်လည်းဒီညတော့ကျွန်တော်တို့အတွက်ပျော်ရွှင်စရာညလေးတညတော့ဖြစ်ခဲ့ပါပြီအားလုံးပဲ Come on you can ပါ Good night